တကြံကိုရောက်ရင်ရေပတ်ကြတယ်ဆိုပေမဲ့ဘာကြောင့်ရေပတ်ကြတာလဲဆိုတဲ့နှိမ့်တဲ့ဘက်ကိုလူနည်းစုပဲသိကြပါတယ်။ဒါကြောင့်တကြံမှာဘာကြောင့်ရေပတ်ကြတာလဲ။တကြံကဘယ်နေရာကနေဆင်းသက်လာတာလဲ။တကြံလို့ဘလို့ခုံတာလဲ။အဲ့ဒါတွေကိုသိရဖို့အတွက်ဒီဗီဒီယိုကိုစောင့်ကြည့်ကြည့်ဖို့အတွက်အလောင်းတိုက်တော့ကြပါလားခင်ဗျာ။မြမရိုးရရည်ကျင်းမှုပွဲတော်ထဲမှာထေရှားဆောင်ဖြစ်တဲ့တကြံပွဲတော်နဲ့ရေပတ်ကစားတဲ့ဒီလေးဟာနှစ်ပေါင်းထောင်ချီတဲ့သမိုင်းကြောင်းတွေနဲ့ယုံကြည်မှုတွေနဲ့တော်တွဲနေတယ်ဆိုတာကိုသိသိပါသလားအစားကနေဆုံးထိအစုံစုံလင်းလင်းဖြစ်ပေါ်လာပုံကိုပိုင်းသုံးပိုင်းခွဲပြီးတော့ကျွန်တော်ခွဲခြားပြီးတော့ရှင်းပြပေးမှာဖြစ်ပါတယ်ခင်ဗျာတဲ့ကြံဆိုတဲ့ဒိတ်ပံနဲ့စတင်ဖြစ်ပေါ်လာပုံကြံဆိုတဲ့စကားလုံးဟာတက္ကတာဘာသာစကားဓာတ်ကနေဆင်းသက်လာတာဖြစ်ပြီးတန်းဆိုတဲ့ဒိတ်ဘက်ကပူပြောင်ခြင်းလို့လည်းဒိတ်ဘက်ဖွင့်ဆိုလို့ရပါတယ်နီမင်းကြီးဟာမိသရာသီကနေပိသရာသီကိုပူပြောင်တဲ့အချိန်တနစ်ကောင်လို့နှစ်သက်ကူးတဲ့အချိန်ကိုဆိုလိုတာဖြစ်ပါတယ်ဂါရာရီယတရားမင်းနဲ့မြမကြီးတို့ဟာလုံကစားလောက်ရာကနေမြမမင်းခေါင်းဖြတ်ခံရပြီးဖိုးဦးခေါင်းကိုဖြတ်ပြီးမြေကြီးပေါ်ကျရင်မီးလုံးမှာဖြစ်သလိုပင်လယ်ထဲကျရင်လည်းရေခမ်းချောက်မှာဖြစ်တာကြောင့်နှစ်သမီးခုနှစ်ဦးကနေတဦးကိုတလက်နှစ်ဆင်လှက်လှက်ကင်ဆောင်ကြရတယ်လို့ဆိုလိုပါတယ်အဲ့လိုဦးခေါင်းလှက်လှက်တဲ့ဦးပြောင်းကာလကိုကြံလို့သတ်မှတ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာနံပါတ်2ရေပတ်ကစားတဲ့ဒီလေးဘလို့ဖြစ်ပေါ်လာတာလဲကြံမှာရေပတ်ရတဲ့အဓိကအကြောင်းရင်း၃ချက်ရှိပါတယ်အေးမြချင်းနဲ့တတ်ဆင်ချင်းကြံဟာမြမရိုးရာသီဥတုမှာပူဆောင်ရာသီဖြစ်တဲ့တကူလာမှာကြာရောက်တာမို့ဟုံနွမ်းနေတဲ့နှိမ့်ဟောင်းကအညစ်ကြေးတွေစိတ်ညစ်ညူးစရာတွေနဲ့အကုသိုလ်တွေကိုရေနဲ့ဆေးကြောတတ်ဆင်ပြီးနှစ်သက်မှာအေးအေးချမ်းချမ်းရှိပါစေဆိုတဲ့စေတနာနဲ့ဆေးကြောတတ်ဆင်ပြီးနှစ်သက်မှာအေးအေးချမ်းချမ်းရှိပါစေဆိုတဲ့စေတနာနဲ့လုံကြတာဖြစ်ပါတယ်မေတ္တာရှိထားခြင်းရှိခက်ကရေပတ်တာဟာခုလိုကြံပဒန်းတွေမဟုတ်ပါဘူးမွေးနှံသားတွေကိုတပြေခန့်နဲ့တိုးဆော့ပြီးပခေါင်းပေါ်တရာနဲ့ပတ်ပြန်ကြတာဖြစ်ပြီးနှစ်သက်မှာအေးချမ်းပါစေလို့ဆုတောင်းပေးတဲ့ရည်ကြည်မှုဒလိဖြစ်ပါတယ်ကျမ်းမာရေးပူပြင်းလှတဲ့ຫນွေရာသီမှာခန္ဓာကိုယ်ပူဒဏ်တက်တာစေဖို့ရည်ကစားတဲ့ဒလိဟာလူမှုရေးရရောကျမ်းမာရေးရပါထောက်ကူဖြစ်စေတာဖြစ်ပါတယ်။တမိုင်းတလျှောက်ပြောင်းလဲလာတဲ့လူနေမှုပုံစံပကခေတ်မှတ်တမ်းရပကခေတ်ကလေးကကြံပွဲတော်ရှိပါတယ်။နာယတိဟပတိမင်းလက်ထက်မှာမိဖုရားစောင်းလောင်ကိုရေနဲ့စားနှုတ်ရာကနေပြဿနာတွေတက်ပြီးရာဇဝင်ဇက်လန်းတွေရှိခဲ့ဖူးတာကြောင့်ထိုခေတ်ကလေးကရေပတ်တာခိုင်မာရှိနေပြီလို့သိနိုင်ပါတယ်။ကောင်းပေါင်ခက်မင်းကြီးမင်းသားတွေကစအစဉ်ပြူတော်တွေကိုရေချိုးပေးတာနန်းတွင်းသူနန်းတွင်းသားတွေကိုရေကစားတာတွေကိုစာဆူတော်တွေကကြပြလင်္ကာတွေနဲ့မှတ်တမ်းတင်ခဲ့ရတာဖြစ်ပါတယ်။ခေတ်တဲ့ကြံကာလတွေရွေ့လျားလာတာနဲ့မျှတပြေခန့်နဲ့ဖြန်းတဲ့စနစ်ကနေခွဲနဲ့လောင်းတာပိုက်နဲ့ထိုးတာရေပတ်ကစားတဲ့မန္တကြီးတွေဆောက်တာနဲ့ကားပတ်ရန်နာတွေထိပုံစံပြောင်းလဲလာခဲ့တာဖြစ်ပါတယ်ခင်ဗျာနှစ်ချောက်ကြံရေပတ်ကစားတာဟာရိုးရိုးရှင်းရှင်းနဲ့ရေနဲ့ကစားတာထက်နှစ်ဟောင်းကညစ်ကြေးတွေကိုဆေးကြောပြီးနှစ်သိမ့်မှာစိတ်သက်လူသက်နဲ့အေးမြပါစေဆိုတဲ့ကောင်းမွန်တဲ့ရည်ရွယ်ချက်ကနေမြစ်ဖျားခံလာတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒါကြောင့်ဒီနေ့ခေတ်မှာလည်းအဲ့ဒီလိုမေတ္တာတရားပါတဲ့အေးမြတဲ့စိတ်ဓာတ်နဲ့ကစားကြတာကကောင်းဆောင်ပါပဲဒီနေ့ကြံမာရောရေပတ်ထွက်ဖို့အစီအစဉ်တွေရှိလားဘလို့ရေပတ်ကစားကြတာလဲကိုယ့်ရဲ့စိတ်ရင်းစေတနာမှန်နဲ့ဒီဘာကိုအေးမြပါစေနေ့အောင်မှညစ်ကြွေးတွေစေကြောတတ်ဆင်ပေးတဲ့စိတ်ရင်းစေတနာမှန်နဲ့ရေကစားကြတာလားဘလို့ရေကစားကြတာလဲဆိုတာကိုခေတ်ဆက်ပြောင်းလဲလာပုံကိုသိရပြီဆိုတော့ခုကြံဟာ
ခင်ဗျားတို့ရေဘလို့ကစားကြတာလဲဆိုတာကိုလည်း comment လေးမှာမျှဝေပေးထားခဲ့ဖို့အတွက်အားလုံးတိုက်တွန်းချင်ပါတယ်ခင်ဗျာနှစ်သက်ကြံမှာစိတ်ညစ်ညူစရာတွေနှိမ်ဟောင်းကညစ်ကြေးတွေကောင်းသက်ဆင်ပြီးပကြံရည်နဲ့အိမ်မြပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာကြံမှာနှစ်သက်မှာပျော်ရွှင်နိုင်ကြပါစေခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာဒီဗီဒီယိုလေးကိုကြိုက်နေသိရင်တခြားမသိသေးတဲ့တငယ်ချင်းတွေကိုလည်းမျှဝေပေးခဲ့ဖို့အတွက်အားလုံးတိုက်တွန်းချင်ပါတယ်ခင်ဗျာ bye